ကောင်းတဲ့ကတငယ်ချင်းနေမိထားတယောက်နှစ်ယောက်မိထားရှိလို့ YouTube ကနေဘလို့ထောင်းလဲပေါ့တခြင်းတွေပါတယ်တောင်းလို့ရလားပေါ့တီးတဲ့လူတွေကတော့သိပါတယ်မတီးတဲ့လူတွေအဲ့လိုလာမေးတဲ့နှစ်ယောက်တော့ကိုကျွန်တော်ဒီကနေပဲပြောပြသွားပါတီးတော့ပေါ့ကျွန်တော်သုံးနေတဲ့ဟာလေးအဓိကကတော့သူက Snapchat ဆိုတဲ့ software လေးဒီမှာအဝါရောင်လေးအဲ့ကောင်လေးရှိရမယ်ဗျအခုလောက်တယ်လဲအဲ့ကောင်ရှိရမယ်အဓိက Snapchat ဒီကောင် browser မှာတွားတောင်းလို့ရတယ်သူက third party software ဆိုတော့ဟို Play Store တွေပါမရှိဘူးဒါပေမဲ့ဒီကောင် rating အကောင်းဆုံးတွေမှာပါတယ်အဲ့ကောင်လေးကြိုပြီးတော့ထောင်းတာပေါ့အခုကျွန်တော်ပြရမယ်ဗျာကျွန်တော်ဘယ်လိုထောင်းရလဲဆိုတော့ဘယ်လိုတောင်းရလဲတောင်းရလဲဆိုကမှာ YouTube တော့ပဲပြအောင်တော့ YouTube အချိန်ကြီးကြာကုန်ပါYouTube ဖွင့်လိုက်မယ်နော်စမ်းပြီးတစ်ပုတ်တောင်းပြပြီဘာတောင်းပြရမလဲတန်ကျောင်းအင်မတေဆက်ပါဒီလိုစမ်းတောင်းပါနော်ဒီနေ့ copy လိုက်ပြန်ထွက်လိုက်ဒါပြီးလို့ရှိရင်စောစောကကျွန်တော်ပြောတဲ့ Snapchat ဆိုတဲ့ software လေးဝင်လိုက်အဲ့မှာအပေါ်မှာပြထားတယ် MP3 ကျွန်တော်တော့ MP3 ပဲပေါ့အောက်ကကြိုက်တာကိုရွေးလိုက်MP4 တောင်းချင် MP4 ပေါ့ကျွန်တော်တော့ MP3 ပဲဆိုတော့တောင်းလိုက်ပြီတောင်းလို့ sorry စာတွေကကူရီးယားလူကျွန်တော်မေးပြီးတော့မပြောင်းထားလိုက်ဘူးဒါဆိုရပါပြီဗျဝင်သွားပြီ MP3 ဒါပြီးတော့အဲ့မှာဒီ Snapchat ဆိုတဲ့ software လေးကို download ရှိရင်အပေါ်ကနေသူကဟို lab player ဆိုတာမှနှစ်ချက်လေးနဲ့အုပ်ထားတယ်အဲ့ဒါဒီပါသူကထပ်တောင်းခိုင်းတယ်ဒါပေမဲ့အဲ့ software ကတော်တော်သုံးလို့ကောင်းတယ်ဒီမှာဒီကောင်အဲ့မှာကျွန်တော်ပြမယ်ကြော်ညာတော့ဝင်နေဗျကြော်ညာတွေကတော့ကြော်ညာကတော့ပြအောင်မယ်သူကကြော်ညာဝင်နေတာ ਨੇ အဲ့ချက်ချီကလေးတွေဖယ်လိုက်ဒီမှာတော့ကောင်းအဆက်ရတယ်အမိတ်ကြီးရတယ်ဘာလို့အမိတ်ကြီးရပြီးတော့အောင်ဆက်တာပါလေ YouTube ကနေတောင်းချင်တဲ့မိတ်ဆွေများတကယ်ချင်းမှာအဲ့လိုတောင်းလို့ရတယ်ဆိုတော့ဒီပြတာပါ PC ထဲမှာလည်းအတူတူပဲကျွန်တော်ကတော့ဖုန်းနဲ့ပဲပြလိုက်တော့တယ် laptop မှာလည်းအတူတူပဲအဲ့ browser ကနေ Snapchat ဆိုတဲ့ software လေးကိုတောင်းလိုက်ရင်တရှင်းနားထောင်တဲ့လူတွေတော့ကောင်းတော့ပဲကျွန်တော်တိတ်တော့နားမထောင်ဖြစ်ပါဘူးသူအရက်တောက်တဲ့အချိန်လောက်ပဲအရက်မတောက်ဘူးသူတော့တိတ်နားမထောင်ဖြစ်ဘူး okay နောက်မှဆုံးကြမယ်ဗျာ